ယူသွားပြီဆိုအဲ့ကိစ္စနေသွားရှင်သွားနေသွားရှင်လို့အချမ်းမရပဲနေဦးမယ်အဖွဲကိုစောမင်းဆိုင်အဖွဲဆိုပြီးတော့တသိန်းချသွားကိုစောမင်းဆိုင်အဖွဲဆိုရင်လူရှင်တော်2ယောက်မယူဘူးကျွန်တော်ပါတော့ဆိုင်ဆရာမယူဘူးမင်းသမီးဘုံမမယူဘူးတီးတဲ့အဖွဲတွေဘေးမှာပေါ့ကျွန်တော်တို့ကမယူပါဘူးနော်မယူတော့ပါဖြစ်တော့ဘာလို့မယူပြောနေရတော့ဘာလို့လူချင်းကြီးလဲဟိုကြီးကမင်းလှုပ်လိုက်မယ်ဦးအောင်စပိုင်လို့ကလေဦးအောင်စပိုင်ကျွန်တော်ကြည့်နေရဦးအောင်စပိုင်မျက်နှာလိုက်တယ်လို့ညနေတော့ငါညီရောတဲ့3သိန်းနဲ့ကျွန်တော်ဟောပြောနေတာကျွန်တော်တော့ဟာ3သိန်းရပြီလို့ဦးအောင်စပိုင်ကျေးဇူးတင်ပါတယ်ညီလေးတဲ့အဲ့ဒါမင်းပုံမဟုတ်ဘူးတဲ့အခုဘသူပေးရမှာတော့ကိုဝိုင်းချစ်ကို3သိန်းပေးလိုက်ပါတဲ့စုချဖုံးဆက်ကလေးကကျွန်တော်ဒါကိုလာသိရင်းနေရဝိုင်းချင်မင်းငါလူကမင်းလာမှရဟုတ်ကဲ့ကျွန်တော်လာပါပါပြီကျွန်တော်လည်းရောက်လာအဲ့ဒါရောသူချကြီးပါပေးလို့မရသေးဘူး3သိန်းရတော့ရောက်ပြီပေးလို့မရသေးဘူးကောစပိုင်ကတခါတည်းပြောလိုက်တယ်ဟုတ်တယ်သူခိုင်းတာလောက်ခါကြမှာအလိုသူခိုင်းတာလောက်တော့တူတယ်ဆိုရင်လည်း3သိန်းပေးလိုက်ပါတဲ့လောက်ပါမယ်3သိန်းမလားရပါလေအင်တာချင်းတူရမလားဘာလို့ဟုတ်ပါဘူးအဲ့လောက်ကြီးပြင်မလို့ပါဘူးသူပြောတာရှင်းရှင်းလေးခြေလန်း3လန်းလန်းပဲလက်ညှိုးထိုးပြီးတော့ဟိုတောင်စီကမိုးလေးတွေညှို့လာမှဖြင့်ခါစီကနာတယ်လေးအဲ့ဒါ3កောင်អော်ရင်3သိန်းပေးပါတစ်ခါអော်1သိန်းဒါလေးကိုရတယ်လို့တော့မလို့လားရ3သိန်းမလားအေးလေခြေလန်း3လန်း4လိုင်းဖြစ်သွားပြီကျွန်တော်ကြည့်နေမှာ3သိန်းပြင်ပြီးတော့တလန်းပူသွားဟိုတောင်စီကမိုးလေးတွေညှို့လာရင်ဖြင့်ခါစီကနားတယ်လေးမရပါဘူးအဲ့စတိုင်မရပါဘူးဘယ်လိုလို့အတန်းဘယ်လိုပြောတာဟိုတောင်စီအဲ့ကလေးမှားသွားပြီကော်စပိုင်ကတော့ river style ပဲကြိုက်တယ်ကွန်ဆပ်ပန် river လားဟုတ်တယ် red river ဘယ်လိုလို့ river ဆိုတော့ river style ပဲသဘောကျတယ် river style လို့လုပ်ပါတဲ့ဘယ်လိုဟိုဘာလဲဟွန်တောင်ကြီးကမိုးလင်းနေညှို့လာမှညင်ငါကြီးကနာနေနီးအဲ့ဒါ river တန်ပဲနမိုင်းကအဲ့ဟွန်းလုံးနာဟုတ်ပါတယ်ပြောနေမှာခင်ဗျာသုံးသိမလို့ကြည့်မလားမလို့ကြည့်ထဲတော့ရစေတနာနဲ့ပြောပြရအဲ့လိုသင်ပေးမှာနော်ပေးမှာပါခင်ဗျာဟွန်တောင်ကြီးကမိုးလင်းနေညှို့လာမှညင်ငါကြီးကနိုင်နေမရသေးပါဘူးအဲ့စတိုင်မရသေးလက်ကဘယ်လိုထိုးอ่ะအဲ့ကလေးမှားသွားရဘာတန်ဆိုရင်ရဘာလက်တွေကလက်သီးလက်တာမဆိုဘူးလက်ဝါးလည်းမပြတ်ဘူးလက်ကိုကြစ်ပါခွန်တောင်ကြီးကဒါပဲစတိုင်အေးလေလက်သီးလက်တာမဆိုကလက်ဝါးလက်တာမပြတ်ဘူးကုတ်တယ်ခွန်တောင်ကြီးကအဲ့ရဘာလက်ဟန်တို့မော့အေးပေါ့ရ3သိန်းတော့ရโอเคညမဟဲ့ဟွန်းတောင်ကြီးကခဏနေကိုကောစပိုင်ကအထူးသတိပေးလိုက်သေးတယ်ပရိသတ်ရည်တယ်ဆိုရင်ပတ်စံမပေးပါဘူးတဲ့ခင်ဗျားတို့အပေါက်တွေပိတ်ထားနော်ကျုပ်3သိန်းရဖို့အတွက်ခင်ဗျားတို့အပေါက်တွေပိတ်ထားညနော်โอเคဒီကပေးလိုက်ပါညမဟဲ့မင်းကြီးကအပေါက်ပိတ်ထားလို့တဂျူးမအမမိတ်တာအော်တမျိုးလာတဂျူးမအနာကူနိုင်တယ်နော်တမျိုးလာတဂျူးမဟိုတောင်စီကကွာဟိုအာယုံပန်းသွားတယ်မင်းကြီးကိုခင်ဗျာကျုပ်ချင်းကဖဲချမ်းပရိသတ်ရင်ပတ်စံမရဘူးနော်ငါကြီးကြပြောနေမို့တကယ်ပြောနေနော်မီးနဲ့ပြီးရောအားလုံးပဲအပေါက်နေပိတ်မယ်နော်ဟွန်တောင်ကြီးကမိုးလေးတွေညှိုးနာမညဲခန်းချင်ကနိုင်နီမရသေးပါအလုံးဖက်ရှင်အကုန်ပြေးလုံးနေခြေထောက်ကလေးလိုနေတာခြေထောက်ကပုံမှန်ခြေထောက်ကြီးနေတာဒါပဲလေမရဘူးရဘာခြေထောက်ရဘာတွေကဘယ်လိုလုပ်တော့ရိုးခွင်လိုက်ပေါက်ကားလိုက်ခြေထောက်ကလန့်တာဟုတ်ပြီဖင်ကောက်တာအဲ့ဒါရဘာခြေထောက်ဟန်လိုင်းပေါ့အေးလေည
ပတ်ချန်ကရမှာ ရမှာပါဆိုမှမင်းရတယ်3သိန်းမှပြောနေ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကဲချမဟဲ့ ရဘာ6တော့နော် 1 2 ဒလီ ဟေး3 မမီနော်ဦးနေနနီ အေးပါပါနော် ကဲချမဟဲ့ ဟေး3လမ်းထက်ပိုသွားပြီငါစောင့်ကြည့်နေရတော့ပတ်စံငါကြိုင်တာမလို့ ညာညီမကညမဟဲ့ လို့ ဟာမေကျူဟာတာနေလို့ ဘဲချက်ကရီးနာနော် အားချစ်ချင်းရတာတာအချစ်ရှိတာဒီဘက်ပဲလက်တော့ဖက်ဘက်ကတားကိုမှာကြည့်ဒီဘက်ကမှငါရဲ့အမာခံပနေတဲ့ကဲညမဟဲ့ဝါ ဘဲချက်ရီပတ်စံမရဘူးနော် နာနေပါလို့သင်ဦးတယ်မနဲ့မိရေကကြောင်းဝယ်ကြည့်မယ်ရေကကြောင်း3သိန်းရမှာရေကကြောင်း2000မိုးဝယ်ကြည့်မယ်ချမယ် 3သိန်းတော့2000မိုးတဲ့ ဟောတောင်ညင်ကမိုးလေးတွေညိုးနာမညင်ငန်းကြီးကနိုင်နီးနိုင်နီး โอเคနောက်ထပ်2ခါပဲလို့တော့တယ် ဟမ် နောက်ထပ်2ခါပဲလို့တော့တယ်3ခါလေ3သိန်းရမှာနော် ပစံရမရတော့မသိဘူးခြေထောက်ကအကျော်တင်တော့ချမယ်ဟောတောင်ကြီးကမိုးလေးတွေညိုးနာမညင်ကန်းကြီးကနိုင်နီးနိုင်နီး โอเคနောက်ဆုံးတစ်ခေါက်ပဲကျန်တော့တယ် မေကြီးကိုအောင်းညင်ပြီအောင်းညင်ပြီချမယ်မေကြီးကိုတို့အောင်းညင်ပြီချမယ် နောက်ဆုံးတစ်ခေါက်ပဲကျန်တော့တယ်နော် ဟုတ်တယ် စူးစမ်းမယ် ဟုတ်တယ် ဗျာဘာတော့ကိုကြီးကောစံပြောပါဩရပါတယ်ကွယ်ချက်ကရပါဟေးမမျော်နဲ့တော့ရည်စရာစနေရတဲ့ 没啥领导嘛，不的，那没回来。给关切。